ဦးဆုံးအနေနဲ့ဗိမာန်တော်တွေကိုခြေလျင်ရောက်ရှိလာမဲ့ဒီနေ့ခန္ဓာစီစဉ်မှာကောင်းချီးပေးခြင်းအပြင်ဦးဆောင်သွားမဲ့ The City အသင်းတော်ရဲ့ Honorable Pastor ဖြစ်တဲ့အဘကြီးဆရာဦးတန်းနဲ့အမောကြီးဒေါ်ခင်ခင်မြိုင်တို့ပဲဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့မှကြိုဆိုဖိတ်ခေါ်ပေးစီလိုပါတယ်ခင်ဗျာအဆက်ထဲမှာပဲရှေ့ရတဲ့သူတို့သားကိုခြံရံပြီးတော့မှလိုက်ပါပို့ဆောင်ပြီးတော့မှကောင်းချီးပေးတဲ့ပထမဦးဆုံးသူတို့သားအရင်ဖြစ်တဲ့ Moral ဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့မှကောင်းချီးပေးလေဖိတ်ခေါ်ကြိုဆိုပေးစီလိုပါတယ်နော်ဒုတိယမြောက်သူတို့သားရန်ကတော့သူတို့သားရန်မင်းထွန်းနိုင်ပဲဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့မှဖိတ်ခေါ်ကြိုဆိုပေးပါဦးတတိယမြောက်သူတို့သားရန်တူဖြစ်တဲ့ကျော်ထွန်းဝင်းပဲဖြစ်ပါတယ်လက်ခုပ်တီးလေးဆက်လက်ပြီးတော့မှဖိတ်ခေါ်ကြိုဆိုပေးစီလိုပါတယ်နော်တကယ်ကိုသူတို့သားကိုချစ်စရာကောင်းစွာနဲ့ခြံရံပြီးတော့မှပို့ဆောင်ပေးတဲ့ညီကိုတွေပဲဖြစ်ပါတယ်ဒီချိန်ကတော့ဒီနေ့ခန္ဓာရဲ့အရေးကြီးဆုံးပုဂ္ဂိုလ်တူဖြစ်တဲ့ကျွန်တော်တို့အားလုံးချစ်တဲ့သူတို့သားကျော်ဝမ်းပဲဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့မှကောင်းချီးပေးလေဖိတ်ခေါ်ကြိုဆိုပေးပါဦးနော်โอเคဒီချိန်တိုင်းမှာတော့ Bridal Group နဲ့အတူတကွဗိမာန်တော်တွေကိုဆက်လက်ပြီးတော့မှခြေလျင်ရောက်ရှိလာမယ့်အဖွဲ့ကလည်းအစဉ်သင်းရှိနေပြီဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ Rainbow သားငယ်လေး Daniel ဦးပဲဖြစ်ပါတယ် Daniel ကိုလက်ခုပ်တီးပြီးတော့မှကြိုဆိုပေးခေါ်ပေးစီလိုပါတယ်နော်ဒုတိယမြောက် Rainbow သားငယ်လေးဖြစ်တဲ့သားငယ်လေး Solomon ဖြစ်ပါတယ်ဆက်လက်ပြီးတော့မှလက်ခုပ်တီးလေး Solomon ကိုလည်းဖိတ်ခေါ်ကြိုဆိုပေးပါဦးထပ်မံပြီးတော့မှချစ်စရာ Flower Girls သမီးငယ်လေးများဖြစ်ပါဝင်ကြတဲ့သမီးငယ်လေး Rebecca နဲ့အတူသမီးငယ်လေး Kendra တို့ပဲဖြစ်ကြပါတယ်လက်ခုပ်တီးပြီးတော့မှဖိတ်ခေါ်ကြိုဆိုပေးစီလိုပါတယ်ခင်ဗျာချစ်စရာကောင်းတဲ့သူတို့သမီးကိုခြံရံပြီးတော့မှနောက်ထပ် Flower Girls သမီးငယ်လေးတွေပို့ဆောင်ခြင်းကတော့သမီးငယ်လေး Blessing နဲ့သမီးငယ်လေးနော်အဒိုရာလေးတွေပဲဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့မှဆက်လက်ပြီးတော့မှဖိတ်ခေါ်ကြိုဆိုပေးစီလိုပါတယ်
ဆက်လက်ပြီးတော့မှ flower barriers သမီးငယ်လေးတွေဖြစ်တယ်သမီးငယ်လေးမေတ္တရဖူဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့မှဆက်လက်ပြီးတော့မှဖိတ်ခေါ်ကြိုဆိုပေးစီလိုပါတယ်ခင်ဗျာအဲ့ဒီနောက်မှာတော့နောက်ထပ် flower barriers သမီးငယ်လေးဖြစ်တဲ့သမီးငယ်လေးနော်တဘိုးရာလင်းမဲ့ဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့မှကြိုဆိုဖိတ်ခေါ်ပေးပါဦးနော်ဆက်လက်ပြီးတော့မှပထမဦးဆုံးသူတို့သမီးအရန်ဖြစ်တဲ့သူတို့သမီးရန်သမီးနော်သူစာဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့မှဖိတ်ခေါ်ကြိုဆိုပေးစီလိုပါတယ်ခင်ဗျာဒုတိယမြောက်သူတို့သမီးရန်သမီးငယ်လေးလင်းလက်ဖြစ်ပါတယ်လင်းလက်ကိုလည်းလက်ခုပ်တီးပြီးတော့မှဖိတ်ခေါ်ကြိုဆိုပေးပါဦးတတိယမြောက်သူတို့သမီးရန်ကတော့သမီးငယ်မေဖောဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့မှဆက်လက်ဖိတ်ခေါ်ကြိုဆိုပေးစီလိုပါတယ်ခင်ဗျာယခုနောက်ဆုံးမှာတော့ဒီနေ့ခန္ဓာရဲ့အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ဒီနေ့ခန္ဓာမှာကျွန်တော်တို့အားလုံးစောင့်မျှော်နေတဲ့အလားဆုံးသူတို့သမီးလေးကိုခြံရံပြီးတော့မှကောင်းချီးပေးတွဲဖက်ဖို့ဆောင်ပေးမယ်ဦးလေးဖြစ်သူနဲ့အတူမိမတို့ကိုဝင်ရောက်လာသူကတော့ကျွန်တော်တို့အားလုံးစောင့်မျှော်နေတဲ့သူတို့သမီးနော် Grace ပဲဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့မှဖိတ်ခေါ်ကြိုဆိုပေးစီလိုပါတယ်ခင်ဗျာအားရပါရလက်ခုပ်တီးပြီးတော့မှသူတို့သမီးလေးကိုဖိတ်ခေါ်ကြိုဆိုပေးပါဦးနော်တခါတော့အားရပါလက်ခုပ်တီးပြီးတော့ကြိုဆိုဖိတ်ခေါ်ပေးပါဦးဒီနေ့ကတော့မင်္ဂလာရှိတဲ့နေ့ရဲ့အခါသမ္မတဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကဘာဦးအစာတွေကလက်ထပ်ခြင်းအစီအစဉ်ကိုအမြင့်ဆုံးသောဘုရားသခင်ကိုယ်တိုင်စီစဉ်ခဲ့တဲ့အစီအစဉ်လည်းဖြစ်ပါတယ်။ပထမဆုံးလူသားအာရန်ကိုဖန်ဆင်းပြီးတဲ့အခါမှာအာရန်တယောက်တည်းနေတာကိုဘုရားသခင်အစင်မပြေလို့အာရန်ရဲ့နံရိုးကိုထုတ်ပြီးတော့မှလူမိမအေဝါကိုဖန်ဆင်းခဲ့တယ်။ဖန်ဆင်းပြီးတော့မှအာရန်စီကိုသူကိုယ်တိုင်လာရောက်အနံပြီးပို့ဆောင်တယ်ဆိုတာကိုနှုတ်ကပတ်တော်ထဲမှာတွေ့ရပါတယ်။ထာဝရရှင်ဘုရားသခင်သည်လူတဲကထုတ်သောနံရိုးဖြင့်လူမိမကိုဖန်ဆင်း၍လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ထိုနည်းတူဒီနေ့မှလည်းသူတို့သမီးကိုလာရောက်ပြီးပို့ဆောင်တဲ့သူရှိပါတယ်။ဒါကြောင့်လာရောက်ပြီးတော့ပို့ဆောင်အနှံတော်သူကညီသူပါလေ။ဦးလေးတော်ဆက်ပါတယ်။ဦးလေးဦးဆန်းဦးခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်။နေရာပြန်ယူလို့ရပါပြီ။ဒီချိန်မှာတော့အမြင့်ဆုံးသောဘုရားသခင်ကိုကြိုဆိုသောအားဖြင့်ခေါ်ဖိတ်သောအားဖြင့်သူ့ရဲ့ရှေ့ကောင်းငင်တမန်ရှေ့လူအပရိသတ်ရှေ့မှာတင့်တယ်လှပသောထိုမင်္ဂလာပွဲကိုဘုရားသခင်ကိုယ်တိုင်ဘုန်းတော်နဲ့ဆင်ကြွဖို့ဘုရားသခင်ကိုယ်တိုင်ကောင်းချီးပြုဖို့သူ့ရဲ့မျက်မှောက်တော်တွေကိုတိုးဝင်မဲ့အစီအစဉ်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ဒီချိန်မှာအားလုံးပြန်လည်မတ်တရက်ပြီးလေးမြတ်သောအားဖြင့်
ချီးမွမ်းကိုးကွယ်ခြင်းအမှုကိုပြုကြရအောင် ဘုရားသခင်ကျွန်တော်တို့ဘုံမှာကောင်းမြတ်ခဲ့တဲ့အရာဘုရားသခင်ကျွန်တော်တို့ဘုံမှာယနေ့ထိတိုင်ပို့ဆောင်ခဲ့တဲ့အရာများကိုဘုရားလည်းတတိယလေဘုရားသခင်မျက်မှောက်တော်တွေကိုတိုးဝင်လေဘုရားသခင်ချစ်ချင်းမြတ်တော်ကိုကျွန်မချီးမွမ်းကြပါ Count your song of the love my song of the Oh no you must so me I know Sorry puele mamina madu chiche no pie mo so mamina mu Guru Jesus chino wa ma bo shange she dwello so ba a chain dieချိန်မှာတော့သရိုသားသရိုသမီးကိုမိကွန်းများမေးပြီးတော့မှနှုတ်ဆက်ချင်ပါတယ်သရိုသားဖြစ်သော
မောင်ကျော်ကျော်ဝမ်းတင်ဒီသူတို့သမီးဖြစ်သောနော်ဂရေစီအာမိမိဇနီးမယားအဖြစ်သက်ဆုံးတိုင်လက်ထပ်ပေါင်းသင်းပါမည်လော သက်ဆုံးတိုင်းလက်ထပ်ပေါင်းတဲ့ပါမည် သမီးဂရေစီတင်ဒီသရိုးသားဖြစ်သောမောင်ကျော်ကျော်ဝမ်းအားမိမိ၏ခင်ပွန်းယောက်ျားအဖြစ်သက်ဆုံးတိုင်လက်ထပ်ပေါင်းသင်းပါမည်လော လက်ထပ်ပေါင်းသင်းပါမည် ဒီချိန်မှာတော့သရိုးသားနဲ့သရိုးသမီးဂရိသစ္စာပြုခြင်းအစီအစဉ်ဖြစ်ပါတယ်နှုတ်ကတိပေးမှာဖြစ်ပါတယ် ကျွန်တော်မောင်ကျော်ကျော်ဝမ်းသည်နော်ဂရေစီယာယနေ့မှစ၍ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအိုသည်ဖြစ်စေနာသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဝမ်းမြောက်သည်ဖြစ်စေဝမ်းနည်းသည်ဖြစ်စေအစဉ်ပြေသည်ဖြစ်စေအစဉ်မပြေသည်ဖြစ်စေကျွန်တော်ဤဇနီးမယားအဖြစ်အသက်ထက်ဆုံးချစ်လျက်ကျွေးမွေးစောင့်ရှောက်သွားပါမည်ဟုဂရိသစ္စာပြုပါသည် ကျမနော်ဂရေစီသည်ကြော်ကြော်ဝမ်းအားယနေ့မှစ၍ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအိုသည်ဖြစ်စေနာသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဝမ်းမြောက်သည်ဖြစ်စေဝမ်းနည်းသည်ဖြစ်စေအစဉ်ပြေသည်ဖြစ်စေအစဉ်မပြေသည်ဖြစ်စေကျမ၏ခင်မွန်းယောက်ျားအဖြစ်အသက်ထက်ဆုံးချစ်လျက်ဝန်ခံပြုစုသွားပါမည်ဟုဂရိသစ္စာပြုပါသည် ဒီချိန်မှာတော့နှုတ်နဲ့ဂရိသစ္စာပြုပြီးတဲ့အခါမှာမြင်ရတဲ့တသက်အနေနဲ့ဂရိသစ္စာပြုဖို့ဖြစ်ပါတယ်ဒါကြောင့်မြင်ရတဲ့တသက်ပါပါသလား ပါပါတယ် ဒီချိန်မှာတော့မြင်ရတဲ့သက်သေအဖြစ်လက်ထက်လက်စွပ်ဖြစ်တဲ့မောင်ခွင်နှစ်ကွင်းရောက်ရှိနေပါပြီဒါကြောင့်ဒီလက်စွပ်များအတွက်ကျေးဇူးတော်ချီးမွမ်းလျက်စက္ကအနံ့ရအောင် ဆုတောင်းစက္ကအနံ့ကြရအောင်အသက်ရှင်တော်မူသောအဖထာဝရမြတ်စွာသောဘုရားယနေ့မှာကိုတော့ရှိတော်မှောက်မှာသရိုးသားသရိုးသမီးတို့ကလက်ထပ်ထိမ်းများဆောင်နှင်းခြင်းမင်္ဂလာတက်တည်အဖြစ်နဲ့ယူဆောင်လာတဲ့ဒီလက်ထပ်လက်စွပ်နှစ်ကွင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယနေ့ဒီလက်ထပ်လက်စွပ်နှစ်ကွင်းကိုသူတို့တယောက်တစ်ကွင်းစတင်ပြီးဝတ်ဆင်သည့်အချိန်ကစပြီးတော့မှဖျားသခင်တဘိုးတင်သောအိမ်အောင်အဖြစ်ဆက်လက်၍ကိုတော့ကောင်းချီးပေးပါလူရှိဖျားသခင်ရှိမှမင်္ဂလာရှိသောသစ္စာနှင့်ပြည့်စုံသောချစ်ချင်းမေတ္တာနှင့်ပြည့်စုံသောစံပြအိမ်အောင်အဖြစ်ဆက်လက်ကိုတော့ကောင်းချီးပေးတော်မူပါဒီလက်ထပ်လက်စွပ်စတင်ဝတ်ဆင်သည့်နေ့ဟာစပြီးလောကမှာအသက်ရှင်သည့်ကာလပတ်လုံးတယောက်အောက်တယောက်နှိမ့်ချပြီးဂတိသစ္စာတည်ကြည်စွာချစ်ချင်းမေတ္တာနဲ့တလုံးတဝါတဲ့ကိုတော့ရှိတော်မှောက်မှာမင်္ဂလာရှိတဲ့အိမ်အောင်ဖြစ်စေပါမည်အကြောင်းသူတို့ယူဆောင်လာတဲ့ဒီလက်ထက်လက်စွပ်နှစ်ကွင်းကိုကောင်းကြည့်ပေးလက်သူတို့နှစ်ယောက်ကိုတော့လက်တော်ထဲမှာဆူတောင်းလျက်သူတို့အနာဂတ်ကိုစက္ကအနံ့ကြပါသည်ဖဖေဟာအာမင် လက်ထက်လက်စွပ်ကိုအပြန်လှန်ဝတ်ဆင်ပေးမှာဖြစ်ပါတယ် ကျွန်တော်ကြော်ကြော်ဝမ်းသည်တင်အားပြုခဲ့သောဂရိသစ္စာများ၏တတ်တည်ဖြစ်စေခြင်းသာတော်၎င်းကျွန်တော်၏ချစ်ချင်းမြတ်တာနှင့်ဥစ္စာစည်းစိမ်ရှိသမျှကိုတင်၌သာအနှင်းခြင်းငါ၎င်းဤလက်စွပ်ကိုတတ်တည်ပြု၍ပေးပါ၏တတ်တည်ဖြစ်လက်ခံပါ ပရိသတ်များအားလုံးလက်ခုပ်တီးပြီးဂုဏ်ပြုကြရအောင် ကျမနော်ဂရေစီသည်သင်အားပြုခဲ့သောဂတိသစ္စာများ၏တတ်သေးဖြစ်စေခြင်းကတော့၎င်းကျွန်ုပ်၏ချစ်ချင်းမေတ္တာနှင့်ဥစ္စာစည်းစိမ်ရှိသမျှကိုသင်၌သာအနှင်းခြင်းက၎င်းဤလက်စွပ်ကိုတတ်သေးပြု၍ပေးပါ၏တတ်သေးအဖြစ်လက်ခံပါ နှုတ်ကတိအားဖြင့်တော်၎င်းမြင်ရတဲ့သက်သေအားဖြင့်လက်စွပ်အပြန်လှန်လဲလှယ်ခြင်းအားဖြင့်တော်၎င်းအခုနောက်ဆုံးသစ္စာပြုမှာကတော့ကိုယ်ကာယသက်သေပြုမှာဖြစ်ပါတယ်
ဒါကြောင့်ယခင်တုန်းကသူတို့ဘလို့အခြေအနေပဲရှိရှိဒီနေ့မှာတော့ဘုရားသခင်ရှေ့လူရှေ့ကောင်းငင်တမန်ရှေ့မှာမင်းကိုငါသိချစ်ပါတယ်လို့ဂုဏ်ပြုသောအားဖြင့်အနမ်းလေးနဲ့ဂုဏ်ပြုတဲ့အစီအစဉ်ဖြစ်ပါတယ်အားလုံးလက်ခုပ်တီးပြီးတော့မှဂုဏ်ပြုပေးပါဦးရှမာကုခရဝင်အခန်းကြီး30အငယ်9မှာဘုရားသခင်တွဲဖက်၍တဘိုးတင်တော်မူသောအရာကိုလူမခွဲမခွာစေနှင့်အဘဥယျာဉ်မြင့်အမိတော်ပြုံးကြည်တို့၏သားမောင်ကျော်ကျော်ဝမ်းနှင့်အဘဥစောပလေဝါအမိဒေါ်မေရီတို့၏သမီးနော်ဂရေစီတို့အားခရိယန်ယုံကြည်သူတို့၏ဓလေ့ထုံးစံအရ2024ခုနှစ်နိုဝင်ဘာလ2ရက်နေ့တွင်ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဘုရား၏နာမတော်များ၌ဤပရိသတ်ရှေ့မှောက်တွင်ကျွန်ုပ်သိက္ခာတော်ရဆရာဦးတန်ထေးကိုယ်တိုင်နိုင်ငံတော်မှအနှင်ထားသောအခွင့်အာဏာအားဖြင့်၎င်းThe City အသင်းတော်ပေါ်တင်ထားသောဗိသိက်ကောင်းကြီးမင်္ဂလာအားဖြင့်၎င်းအကျဉ်လင်မယားအဖြစ်လက်ထပ်ပေးပြီးဖြစ်ပါကြောင်းကြေညာအပ်ပါသည်ဒီချိန်မှာတော့သင်းမောင်နှံ2ယောက်အတွက်ကောင်းချီးပေးဖို့အစီအစဉ်ဖြစ်ပါတယ်။ထာဝရဘုရားသည်သင်တို့ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသော။ထာဝရဘုရားသည်သင်တို့၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေသော။ထာဝရဘုရားသည်သင်တို့ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသော။ခမည်းတော်ရဲ့ချစ်ချင်းမြတ်တာအလုံးစုံဒီသားနဲ့သမီးအပေါ်မှာတက်ရောက်ပြီးသခင်ယေရှုခရစ်ရဲ့ကယ်တင်ခြင်းကျေးဇူးတော်ဒီလည်းပတ်ရလျက်တန်ရှင်သောဝိညာဉ်တော်ဘုရား၏နေ့စဉ်လမ်းပြကူညီမဆာခြင်းသည်ဒီဇနီးမောင်နှံ2ယောက်အပေါ်မှာယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေသောအတိတ်လက်မရေးထိုးနေသောချိန်တိုင်းမှာအိမ်တောင်သစ်ဇနီးမောင်နှံကိုကောင်းချီးပေးချီးမွမ်းတန်ဆင်အားဖြင့်The City Worship Team ကနေပြီးတော့မှပါဝင်ကောင်းချီးပေးတော့မှာဖြစ်တဲ့ကြောင့်မို့လို့ The City Worship Team ကိုလက်ခုပ်တီးပြီးတော့မှကြိုဆိုဖိတ်ခေါ်ပေးစီလိုပါတယ်ခင်ဗျာ
အသက်တာဖြစ်ပါစေချဝရာမယာသည်ကောင်းချီးပေး၍ဆောင်ပါစေကယူနာယေရှုသင်၌ပြုပါစေမျက်နာတော်လေးချိုးလေ၍မျောချီချမ်းသာပေအာမင်အာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍ဆောင်မတော်ပါစေသောအာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောအာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောမင်္ဂလာရှိစေကောင်းကြီးရှိစေမင်္ဂလာရှိစေကောင်းကြီးရှိစေမင်္ဂလာရှိစေထိမ်းမြလက်တဲ့ချင်းအစီအစဉ်တစ်ခုလုံးကိုကောင်းချီးပေးလျက်ပါဝင်ဦးဆောင်ပေးသွားကြပါတော့ The City အသင်းတော်မှာဒိတ်ခါရရဆရာတော်များဖြစ်ကြတဲ့ Honorable Pastor ဘာကြီးဆရာဦးတန်းထင်းနဲ့အမိုးကြီးဒေါ်ခင်ခင်မြိုင်တို့ကိုအိမ်တော်သစ်ဇနီးမောင်နှံကိုစားကျေးဇူးဥပကာရတင်ရှိပါကြောင်းဖော်ပြပေးပါရစေတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ရှိနေတဲ့ကြကြဝမ်းနဲ့ Grace တို့ကိုကျွန်တော်တွေ့နေရမှာဖြစ်ပါတယ်ဆိုတော့လွန်ခဲ့တဲ့အရှိမပွဲတွေအများကြီးရှိခဲ့တဲ့အချိန်တုန်းကသူတို့ကဒီလိုမျိုးအချိန်နာရီတွေကိုသူတို့တွေ့ရတဲ့အခါမှာတကယ်ကိုနှိမ့်ချသောနှလုံးသားနဲ့ဒီမင်္ဂလာအခမ်းအနားတွေအတွက်ကိုတကယ်ကိုအကောင်းဆုံး serve လုပ်ပြီးတော့မှသူတို့တွေပံ့ပိုးခဲ့ကြတယ်၊ကုညီလှုပ်ဆောင်ပေးခဲ့ကြတယ်သူတို့ရဲ့ချဲတဲ့ညီကိုတွေမိသားစုတွေရဲ့မင်္ဂလာအခမ်းအနားတွေကိုသူတို့ရှိနေတဲ့နေရာကနေပြီးတော့မှအကောင်းဆုံးနောက်တန်းကနေပြီးတော့မှစိတ်အားကြီးစွာနဲ့စက္ကပ်အမှုဆောင်ပြီးတော့မှပါဝင်လှုပ်ဆောင်ခဲ့ကြတဲ့အသင်းတော်ကချဲရတဲ့မိသားစုတွေလည်းဖြစ်ကြပါတယ်ဒါပေမဲ့ဒီနေ့သူကိုယ်တိုင်ဒီခန္ဓာမှာတကယ်ကိုကောင်းကြီးပါဝင်နေရတဲ့ချိန်တိုင်းကျတော့သူနည်းနည်းပြုံးမှုတော့မှတခါလေးနည်းနည်းလေးမေ့သွားတာလည်းရှိနေတယ်ထင်တယ်နော်။ဘာလို့လဲအရင်စိတ်လို့ရှားနေလို့ဖြစ်နေမယ်နော်။လက်ခုပ်တီးပြီးတော့ကောင်းကြီးပေးလဲအိမ်တော်မိသားစုကိုနော်ချီးမြှင့်ဂုဏ်ပြုအောင်နော်။တကယ်ကိုချစ်စရာကောင်းတဲ့ကြော်ဝမ်းနဲ့ချစ်စရာကောင်းတဲ့ Grace တို့ရဲ့အိမ်တော်သစ်မိသားစုကိုစားကျွန်တော်တို့တကယ်ကိုဂုဏ်ယူသလိုတကယ်ကိုဝမ်းမြောက်ခြင်းကိုလည်းမိသားစုများနဲ့အတူတကွခံစားရပါတယ်ဆိုတဲ့အရာလေးကိုဒီနေ့ခန္ဓာအားဖြင့်ပြန်လည်ပြီးတွေ့ရတဲ့ရာအတွက်ဒီမှုရောက်ကိုပြင်ဆင်ပေးတော့ဘုရားတော်မှာဘုန်းကြီးပါစေအာမင်ဆိုတော့ဒီချိန်တိုင်းမှာတော့အိမ်တော်သစ်ဇနီးမောင်နှံဖြစ်ကြတဲ့ကြော်ဝမ်းနဲ့ Grace တို့ကိုအကြောင်းပြုပြီးတော့မှဒီအိမ်တော်သစ်အတွက်တော်၎င်းဒီနေ့ရောက်ရှိလာကြတဲ့မိသားစုတယောက်ချင်းစီတိုင်းအတွက်လည်းပဲတကယ်ကိုကောင်းကြီးရှိစေမဲ့ကောင်းကြီးမင်္ဂလာအကြောင်းအရာလေးတစ်ခုကိုဆက်လက်ပြီးတော့မှ
ကျွန်တော်တို့နားထောင်ခံယူဝင်ရှိပါတယ်အဲ့ဒီຢာကတော့အိမ်တောင်သစ်အတွက်ကောင်းကြီးပေးမင်္ဂလာဩဝါဒနဲ့အတူတကွနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုဝေမျှပြီးတော့မှအိမ်တောင်သစ်ကိုကောင်းကြီးပေးသွားမယ် The City အသင်းတော်ရဲ့ Senior Pastor ဖြစ်တဲ့ဆရာတိုက်တဲ့သွေးကိုလက်ခုပ်တီးပြီးတော့မှကျွန်တော်တို့ဖိတ်ခေါ်ကြိုဆိုကြပါစို့ ဒီနေ့ကတော့တကယ်ကိုမင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ်လို့ဆရာတိုက်တဲ့စင်ပေါ်တက်လာတာဖြစ်ပါတယ်လို့နော်သူတို့နှစ်ယောက်ကမျက်မှန်မတက်ထားရင်ဘယ်သူမှမမြင်ရဘူးအဲအကြောင်းမလို့အဲကြောင့်ဒီကနေတာစင်ပေါ်ကနေပြုံးပြနေဘယ်သူမှသူတို့မတွေ့ကြပါဘူးလို့နော်မျက်မှန်မတက်ထားရင်သူတို့ဘာမှမမြင်ကြဘူးပေါ့နော်အဲကြောင့်ဆရာတိုက်တဲ့ဖြစ်ကြောင်းပြန်ပြီးပြောပြရတာဆိုတော့နှစ်ယောက်ကရန်ဖြစ်ထားတာမဟုတ်တော့ကြောင့်တယောက်လက်တယောက်လေးကင်ထားပေးပါအောင်လို့နော်စင်အောက်ကနေဆရာကြည်နေတယ်တော့ရှောင်းလက်မကင်ထားကြဘူးเนาะဒီနေ့အသစ်ဆက်ဆက်ဇနီးမောင်နှံဖြစ်ပါတယ်လက်ခုပ် TV ကွန်ပျူတာပေးပါအဲ့တော့ဒီနေ့ဒီမင်္ဂလာပွဲလေးကိုအကြောင်းပြုပြီးတော့မှဒီနေ့လာရောက်ကြတဲ့အပရိသတ်အပေါင်းနှစ်ဖက်ဆွေမျိုးများအားလုံးကိုကျွန်တော်အနေနဲ့ဒီဇနီးမောင်နှံကိုလည်းအားပေးသလိုလာတဲ့မိသားစုများအားလုံးကိုလည်းပဲဒီနေ့နဲ့သက်ဆိုင်တဲ့ဘုရားသခင်နားလည်စီလိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးချင်ပါတယ်အဲ့တော့ဒီနေ့မင်္ဂလာပွဲကျွန်တော်လှုပ်ဆောင်ကြပြီအားလုံးမြင်တဲ့အတိုင်းပဲသူတို့သမီးကိုအုတ်ထင်းသူတယောက်ကလာပြီးပို့ဆောင်ပေးတယ်ဆိုတဲ့အရာဒီကဘာဦးကျမ်းမှာဘုရားခင်ဖော်ပြထားတဲ့ဟိုးကဘာဦးအစမှာကလေးကလှုပ်ဆောင်ခဲ့ရတဲ့အေဒင်ဥယျာဉ်ထဲမှာလူအာရန်ရှိတဲ့ရက်ကိုလူအေးဝါကိုဘုရားခင်ကိုယ်တိုင်ဖန်ဆင်းပြီးကိုယ်တိုင်လာရောက်ပို့ဆောင်ပေးတဲ့ကဲ့သို့ဒီနေ့သူတို့သားဖြစ်တဲ့အခုတော့သူတို့သားမဟုတ်တော့ဘူးပေါ့နော်သူတို့သားဖြစ်တဲ့သူစီကိုသူတို့သမီးစီကိုအုတ်ထင်းသူကိုယ်တိုင်ကလာရောက်အနှံခြင်းကယုံကြည်သူခရိယန်တွေရဲ့ဓလေ့ထုံးစံဖြစ်ပါတယ်။အဲ့ဒါကဘာကိုဖော်ပြနေတယ်လဲဆိုရင်အိမ်တော်ဦးအစဦးကိုအမြဲတမ်းအစပြုတ်ပေးတော်သူသည်ဖျားသခင်ဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်နားလည်ထားတာဖြစ်ပါတယ်။တယောက်တယောက်ချစ်ကြိုက်လို့တွေ့ဆုံကြတာဖြစ်တော်လဲပဲဒီလိုအချိန်နာရီလေးဖြစ်လာဖို့တယောက်တယောက်မေတ္တာမျှစေဖို့တယောက်တယောက်သဘောထားတူညီစေဖို့နောက်ဆုံးငါတို့အတူတူကလက်တွဲရအောင်တဘွားတာလုံးမင်းနဲ့အတူငါတို့နော်ရုံးမြေကြသက်ဆုံးတိုင်ပေါင်းဖက်ခြင်းနဲ့ဆိုတဲ့အခြေအနေတိဖြစ်လာသည်တိအစပြုတ်ပေးခဲ့တော်သူကသူတို့နှစ်ယောက်မဟုတ်ပါဘူးသူတို့ရဲ့ကိုချစ်တဲ့ဖျားခင်ကိုယ်တိုင်သူတို့ကိုစုံဖက်စီတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့သူတို့မင်္ဂလာပွဲကိုတက်ရောက်တဲ့အခါမှာကျွန်တော်နှလုံးသားထဲမှာသူတို့နှစ်ယောက်ကိုစုံဖက်ပေးတဲ့ဖျားခင်ကိုလည်းပဲအတူတူကချီးမွမ်းတတ်ဖို့ရန်အတွက်အင်မတန်အရေးကြီးပါတယ်ဒါကြောင့်ဒီနေ့ဒီဇနီးမောင်နှံကဘုရားခင်ပို့ဆောင်ပေးခြင်းအပြင်အစပြုခဲ့တဲ့မင်္ဂလာပွဲလေးဒီမင်္ဂလာပွဲလေးကိုကျွန်တော်တို့စဉ်းစားကြည့်တဲ့အခါမှာဘုရားခင်ဒီကဘာဦးအစမှာမင်္ဂလာပွဲနဲ့အစပြုသလိုနှုတ်ကပတ်တော်တမန်တရားကိုဖတ်ကြည့်တဲ့အခါမှာတမန်ကျမ်းစာထဲမှာနောက်ဆုံးအဆုံးသက်ကိုလည်းပဲဘုရားခင်ကမင်္ဂလာပွဲနဲ့ပဲအဆုံးသက်မယ်ဆိုတဲ့ຢာလေးကိုတွေ့မြင်ရပါတယ်ကျွန်တော်တို့ရဲ့ဘဝတက်တာထဲမှာဘုရားခင်နဲ့အတူအစပြုခဲ့တဲ့မင်္ဂလာပွဲလေးကကျွန်တော်တို့တက်တန်းတစ်ခုကုန်တဲ့အခါမှာပြီးဆုံးသွားမှာဖြစ်ပါတယ်ဒီမင်္ဂလာပွဲလေးနဲ့အစပြုတဲ့အိမ်တော်မိသားစုကဇနီးမောင်နှံကအသက်ဘယ်လောက်နေရမလဲဆိုကျွန်တော်မသိကြဘူးကိုယ့်အသက်ကိုမပိုင်ကြဘူးကျွန်တော်တို့ရဲ့ဘဝတက်တာ maybe ဖြစ်နိုင်တဲ့အရာကတော့အသက်80တချို့ကလည်းအသက်85အသက်တချို့ကလည်းငယ်ရွယ်တဲ့အချိန်မှာဆုံးပါသွားတဲ့အရာရှိလိမ့်မယ်ဒီဇနီးမောင်နှံကသာရအသက်ရှင်မဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့သူတွေမဟုတ်ပါဘူးတနေ့နေ့တော့တစုံတဦးကတော့ဒီလောကတွေအရင်ထွက်သွားရမယ်နောက်တစ်ယောက်ကလည်းအသက်တာကာလကုံဆုံးတဲ့ခါမှာဒီလောကတွေကထွက်သွားရမယ်ကျွန်တော်တို့ဒီမှာထိုင်နေတဲ့မိသားစုတွေအားလုံးကလည်းပဲကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ဂုံဒရက်စီးစိမ်ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ဥစ္စာပစ္စည်းကျွန်တော်တို့ရဲ့ဘေးနားမှာပေါင်းဖော်နေကြတဲ့မိသားစုဆွေမျိုးတွေအားလုံးကိုထားခဲ့ပြီးတော့ဒီနေ့မှာဒီလောကတွေကထွက်ခွာသွားမယ့်အချိန်တစ်ခုကိုမဖြစ်မနေရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မင်္ဂလာပွဲကိုလာရင်းနဲ့စဉ်းစားစေခြင်းနဲ့သင်ဒီလောကတွေကထွက်ခွာသွားရင်သင်ရဲ့အသက်ဝိညာဉ်ဘယ်ကိုသွားမလဲ။သင်ဘယ်ကိုရောက်မလဲဆိုတာကိုစဉ်းစားပါ။တချို့ကလည်းပြောတယ်။အာဆရာရဲ့တေမတိမှာပေါ့။တချို့ကလည်းရွေ့ပြီးကျွန်တော်တို့ကိုပြောတတ်တယ်။ဆရာတေမတော့သင်ချိုင်းကုန်းရောက်မှာပေါ့။ဘယ်သွားဆရာရှိမှာလဲ။လူရဲ့ကိုယ်ခန္ဓာကသင်ချိုင်းကုန်းမှာအဆုံးသက်ရပေမဲ့မသိနိုင်တဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကတော့သာရအသက်ရှင်မဲ့ဝိညာဉ်ဖြစ်ပါတယ်။ကျမ်းစာထဲမှာဒီလိုပြောတယ်လူကသေပြီးတဲ့အခါမှာလမ်းနှလန်းကိုပဲသွားရမယ်တဲ့။တစ်ခုကတော့မိငရဲလောင်မြိုက်နေတဲ့ငရဲမီးအိုင်စီကိုသွားမှာဖြစ်ပြီးနောက်တစ်ခုကတော့ဘုရားခင်ရှိတဲ့သာရကောင်းကင်ဘုံကိုသွားရမယ်ဆိုတဲ့ຢာကိုဘုရားခင်ကိုယ်တိုင်ပြောထားပါတယ်။ဒါကြောင့်
ကျွန်တော်တို့ဒီမင်္ဂလာပွဲလေးနဲ့အစပြုခဲ့တဲ့ဇနီးမောင်နဲ့ကျွန်တော်တို့ရဲ့ဘဝအသက်တာဒီလောကတွေကကုံဆုံးသွားရင်ကျွန်တော်တို့သွားမယ်လမ်းနှစ်လမ်းမှာသင်ပယ်လမ်းကိုသွားမလဲဖခင်သခင်ကတော့အာမခံထားတာငါ့ကိုယုံကြည်သောသူကသာရအသက်ကိုရတယ်တေလွန်တော်လဲအသက်ရှင်မယ်အဲ့ဒါကဘာကိုဆိုလိုနေတယ်လဲဆိုရင်ဒီတမလွန်ဘဝကနေကျွန်တော်တို့ကူးမြောက်သွားတဲ့အခါမှာဖခင်နှောက်ထက်ပြင်ဆင်ထားတဲ့မင်္ဂလာပွဲတစ်ခုရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့အချင်းချင်းပေါင်းဖွဲ့ရတဲ့မင်္ဂလာပွဲမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ကိုဖြစ်ပွားစေတဲ့အကြီးမြတ်ဆုံးသောဘုရားသခင်နဲ့အတူပေါင်းဖွဲ့ရမယ့်မင်္ဂလာပွဲဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့လာတဲ့ညီကောင်မောင်နှမများဒီလောကမှာကျွန်တော်တို့အသက်ရှင်နေစဉ်အချိန်ကာလမှာကျွန်တော်တို့ချစ်တဲ့ကျွန်တော်တို့မျက်နှိုးတဲ့သူတွေနဲ့အိမ်တောင်ပြုတ်ခဲ့ပြီးတော့မှမင်္ဂလာပွဲကိုလှုပ်ဆောင်ခဲ့ပြီမယ်သင်မေ့နေတဲ့မင်္ဂလာပွဲတစ်ပွဲရှိနေပါသေးတယ်အဲ့ဒီမင်္ဂလာပွဲကျွန်တော်တို့သာရကာလအတွက်စောင့်ကြိုနေတဲ့တမလွန်အလွန်မှာပြင်ဆင်ရမယ်မင်္ဂလာပွဲဖြစ်ပါတယ်။သို့တော့အဲ့ဒီမင်္ဂလာပွဲတွေကိုဘယ်သူကပဲဝင်ရောက်နိုင်တယ်လဲဆိုရင်ယေရှုခရစ်တော်ကိုမိမိရဲ့အသက်ခင်ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်လက်ခံသောသူတွေသာလျှင်ဝင်ရောက်ရမယ်မင်္ဂလာပွဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုယေရှုခရစ်တော်ကငါသည်လမ်းကြီးဖြစ်တယ်အသက်ဖြစ်တယ်တမန်တရားဖြစ်တယ်လို့ပြောခဲ့တဲ့အရာဖြစ်ပါတယ်။ဒါကြောင့်မလို့ယေရှုကလွယ်ပြီးတော့မှအဲ့ဒီယေရှုဖခင်ကိုယုံကြည်ုံကလွယ်ပြီးတခြားနည်းလမ်းနဲ့ဖခင်သခင်စီကိုမရောက်နိုင်ပါဘူး။ဒါကြောင့်မလို့ဒီနေ့နောင်တမလွန်ဘဝမှာပြင်ဆင်ထားတဲ့ဘုရားသခင်ပြင်ဆင်ထားတဲ့မင်္ဂလာပွဲကိုသင်နဲ့ကျွန်တော်ဝင်ရောက်ဖို့သိကြပြီလားမသိကြသေးဘူးဆိုတော့အခုချိန်မှာသင်စဉ်းစားလို့ရတယ်သင်အသက်ရှင်တဲ့ချိန်မှာယေရှုဖခင်ကအသက်ရှင်တော်ဘုရားဖြစ်ကြောင်းကိုမြည်ဆန်းလို့ရတယ်ခေါ်ဖိတ်လို့ရတယ်ဆိုရရလေးကိုဒီနေရာမှာအနေငယ်ပြောပြခြင်းနဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေ့လာတဲ့အင်ခရိယန်မိသားစုတွေအနေနဲ့နားလည်စေခြင်းတဲ့စကားလုံးလေးနှလုံးရှိပါတယ်ကျွန်တော်တို့အိမ်တော်ပြုတ်ပြီးဆိုအမြဲတမ်းစကားလုံးနှလုံးတွန်တွဲနေပါတယ်ဖခင်သခင်ကိုမရတဲ့သူခရစ်တော်ကိုမသိတဲ့သူတွေအတွက်သူတို့ပြင်ဆင်ထားတဲ့မင်္ဂလာဆောင်နှင်းခြင်းအိမ်နောင်အတွက်ကဘာနဲ့သွားတယ်လဲဆိုရင်အင်္ဂလိပ်စကားလုံးမှာ C နှလုံးရှိပါတယ်တစ်ခုကတော့ contract လို့ခေါ်တဲ့ C နဲ့စတဲ့စကားလုံးဖြစ်တယ်နောက်တဲ့ C နဲ့စတဲ့စကားလုံးကတော့ covenant ဖြစ်ပါတယ် contract ဆိုတဲ့အရာကတော့စာချုပ်ကိုပြောခြင်းဖြစ်တယ် covenant ကတော့ပရိညင်ကိုပြောခြင်းဖြစ်ပါတယ်ခရစ်တော်ကိုမရသောသူတွေအတွက်ကတော့ contract လို့ခေါ်တဲ့စာချုပ်စာတမ်းနဲ့လက်ထက်ထိမ်းများခြင်းစာချုပ်စာတမ်းနဲ့နော်ဒါတရားသူကြီးရှေ့မှာရှေ့နေတွေရဲ့ရှေ့မှာတစုံတယောက်သောသူရဲ့ရှေ့မှာတပ်သေးတွေနဲ့အတူလက်မှတ်ထိုးထားတဲ့စာချုပ်ဖြစ်ပါတယ်အခုနော်ကိုကျော်ဝမ်းရဲ့လက်ထဲမှာကင်ထားတဲ့စာချုပ်လက်မှတ်ရေးထိုးထားတယ်နော်ဒီနေရာမှာတပ်သေးတွေအဲ့တပ်သေးတွေလည်းနော်ကျွန်တော်တို့ဆွတ်ဆက်ပြီးတော့မှလက်မှတ်ထိုးဖို့တော့မဟုတ်ဘူးပေါ့နော်ထိုးမယ်ဆိုရင်ဒီဇနီးမောင်နဲ့ပြဿနာဖြစ်တိုင်းမှာအဲ့တက်တွေလိုက်ပြီးဖြေရှင်းပေးရမှာဖြစ်ပါတယ်လို့နော်တခုခုရန်ဖြစ်ပြီးစကားများပြီးဆိုတင်းဥဆရာတွေစီတမ်းမလာနဲ့သိလားနော်လက်မှတ်ရေးထိုးထားတဲ့တက်တွေစီရင်သွားနော်အကိုတို့ကျွန်တော်တို့ကိုလက်မှတ်ထိုးထားပေးတာတက်တွေဖြစ်နေလက်မှတ်ထိုးထားပေးတာနော်သူတို့အရင်ရှာဖို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ contract ဆိုတဲ့ຢာကပျက်စီးတတ်တယ်ပျောက်ဆုံးတတ်တယ်စိတ်သဘောထားခြင်းမတိုက်ဆိုင်ရင်အဲ့ contract ကိုဖျက်သိမ်းလိုက်လို့ရတယ်ဒါပေမဲ့ဘုရားသခင်ကစာချုပ်စာတမ်းနဲ့သွားခြင်းနဲ့ဘုရားမဟုတ်ပါဘူးဒီဇနီးမောင်နှံကိုပေါင်းဖက်စေတဲ့ဘုရားက contract ဆိုတဲ့စာချုပ်နဲ့မသွားစေဘဲနဲ့ covenant လို့ခေါ်တဲ့ပဋိညာဉ်တရားနဲ့သွားစေခြင်းတာဖြစ်ပါတယ်ဒီရေးသားထားသောစာတဲ့ပို့အရေးကြီးတာကတော့လူရှိဘုရားရှိမှာကုဏောင်ကဆင်အောက်မှာတယောက်တယောက်အပြန်လန်ဝန်ခံသစ္စာဂတိပြုတဲ့ covenant ပဋိညာဉ်တရားကိုတတ်ဆုံးတိုင်ကင်ဆွဲသွားရမယ့်အရာကခရိယန်အိမ်တော်ရဲ့အဓိက value ဖြစ်တယ်တန်ဖိုးဖြစ်တယ်ဆိုတဲ့အရာလေးကိုအားပေးခြင်းတယ်ဒါကြောင့်ဒီဇနီးမောင်နဲ့နှစ်ယောက်ရဲ့အသက်တာထဲမှာကိုယ့်ရဲ့ခံစားချက်တွေရဲ့အထက်မှာကိုရေးထိုးထားတဲ့စာချုပ်တွေရဲ့အထက်မှာ covenant လို့ခေါ်တဲ့တယောက်နဲ့တယောက်ဖျားရှိလူရှိမှာပြုခဲ့တဲ့သစ္စာဂတိကိုမဖောက်မဖြတ်ဘဲနဲ့တသက်လုံးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ခရိယန်အိမ်တော်မှာကွာရှင်းစာချုပ်ဆိုတဲ့အရာဘယ်တော့မှမရှိပါဘူးဘာကြောင့်လဲဆိုရင်ဖျားခင်တင်တော်မူသောတဘိုးကိုလူခွဲခွာလို့မရပါဘူးဒါကြောင့်မလို့ကွဲကွာခြင်းစာချုပ်ဆိုတာကျွန်တော်တို့ဘယ်တော့မှမလုပ်ပေးဘူးတချို့ကခရိယန်အိမ်တော်နေလာပြီးတော့မှဆရာကြီးကျွန်တော်တို့ကွာချင်းစာချုပ်လေးလိုချင်တယ်ပေးနိုင်မလားကျွန်တော်ကခက်ပြက်ပြက်ပဲပြောတယ်ခရိယန်အိမ်တော်မှာဘယ်တော့မှကွာရှင်းတယ်ဆိုတာမရှိဘူးကွာချင်းစာချုပ်ကိုအသင်းတော်ကထုတ်ပေးတယ်ဆိုတာဘယ်တော့မှမရှိဘူးလိုချင်ရင်အပြင်မှာသွားလို့အသင်းတော်မှာတော့လုံးဝလုံးမပေးဘူးဒီလိုပဲကျွန်တော်ပြက်ပြက်ပြောတယ်ဘာကြောင့်လဲဆိုရင်ဖခင်သခင်ကပရိညင်နဲ့သက်ဆုံးတိုင်သွားဖို့ဝေရန်အတွက်ပြင်ဆင်ထားတယ်အိမ်တော်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့သားကြော်ဝမ်းသမီး Gracie တို့ကသက်ဆုံးတိုင်သွားဖို့ရန်အတွက်ပြင်ဆင်မှုဖြစ်တယ်နောက်တစ်ခုလေးသတိရစေခြင်းတဲ့အရာကတော့အိမ်တော်ပြုတ်ပြီးဆိုရင်ကျွန်တော်အမြဲတမ်းပြောနေတဲ့စကားလေးရှိတယ်အဲ့ဒါကတော့လက်စွပ်၅ခွင်းအင်္ဂလိပ်လိုဆိုတော့ ring ၅ခုကိုဆွတ်ရတာဖြစ်ပါတယ်ပထမ ring ကတော့အားလုံးသိတဲ့ engagement ring ဖြစ်ပါတယ်အခုနောက်ပိုင်းတော့
လက်စွပ်အစားကျွန်တော်တို့နော်စိဆက်ကြောင်းလန်းခြင်းမှာတခြားပစ္စည်းလေးတွေသုံးလာကြပါတယ်ဒါပေမဲ့များသောအားဖြင့်တော့စိဆက်ခြင်းလက်စွပ်ကိုစွပ်ပေးကြတယ်တရားအပြန်လန်းအဲ့တော့ပထမဦးဆုံးတွေ့ရတဲ့စွပ်ရတဲ့လက်စွပ်ကတော့နှစ်ဖက်မိဘတွေနားဖောက်တဲ့ချိန်မှာနော်ဒါစိဆက်ကြောင်းလန်းခြင်းချိန်မှာစွပ်ရတဲ့ engagement ring လေးဖြစ်တယ်နောက်တစ်ခုဒီ engagement ring ကနေကြော်လာရင်တော့ဒီနေ့အများပရိသတ်တွေရှေ့မောက်မှာသင်းအုပ်ဆရာကိုယ်တိုင်ရှေ့ကတိုင်ပေးပြီးတယောက်နဲ့တယောက်အပြန်လန်းစွပ်ရတဲ့ wedding ring ဖြစ်ပါတယ်လက်ထက်လက်စွပ်လေးဖြစ်ပါတယ်ဒီလက်ထက်လက်စွပ်လေးစွတ်ထားတဲ့ဒီဇနီးမောင်နှံကတသက်တာလုံးအတွက်ဘဝလက်တွဲပေါ်ပြင်းနဲ့ပြင်ဆင်ထားတာဖြစ်ပါတယ်အဲ့တော့ဒီလက်ထက်လက်စွပ်လေးစွတ်ပြီးတဲ့အခါမှာနောက်ထပ်လက်စွပ်တစ်ခုကစောင့်နေတယ်နောက်ထပ် ring တစ်ခုကစောင့်နေပါတယ်အဲ့ဒါကဘာလဲဆိုရင်ဇနီးမောင်နှံတိုင်းမှာကြုံတွေ့ရတဲ့ suffering ဖြစ်ပါတယ် suffering ဆိုတဲ့ຢာကတော့ဒုက္ခဆင်းရဲခြင်းဖြစ်ပါတယ်ငွေကြေးပိုင်းဆိုင်မှာဒုက္ခဆင်းရဲခြင်းကြုံတွေ့နိုင်တယ်နှစ်ယောက်ကပေါင်းဖက်တဲ့အခါမှာမတူညီတဲ့မိသားစု background ကနေကြီးပြင်းတဲ့အတွက်ကြောင့်သဘောထားမတိုက်ဆိုင်တဲ့ຢာတွေကြုံတွေ့နိုင်တယ်ကိုယ်အမြင်မှာတော့အမြဲတမ်းနော်ချင်းတွေ့တိုင်းမှာဘုရားကျောင်းလာတဲ့ခါမှာတွေ့ဆုံတိုင်းမှာကိုယ်ဇနီးတဲ့ကိုချောချောမောမောလှလှပပလေးမြင်နေရတယ်နော်ကိုယ့်ရဲ့ချစ်သူကိုပေါ့အဲ့လိုပဲအခုခင်မွန်းတဲ့ဖြစ်လာမဲ့သူကိုလည်းပဲစတွေ့တဲ့ချိန်မှာနော်တွေ့ဆုံတဲ့အချိန်တိုင်းမှာသူ့ရဲ့နော်ဒါချောချောမောမောပုံစံလေးတွေ့ရမှာပေါ့ဒါပေမဲ့အခုပေါင်းဖက်တဲ့အချိန်မှာတော့အနီးကနေရတဲ့အချိန်မှာတွေ့လာရပြီဘလောက်သူအပြင်းထူတယ်လဲဆိုတဲ့အရာအဲ့ရင်ဘလောက်အတန်ကြကြဟောက်တတ်တယ်လဲဆိုတဲ့အရာအဝတ်ကိုချွတ်ပြီးသွားရင်အဲ့တိုင်းအပုံလိုက်လေးပဲထားတတ်တယ်ဆိုတဲ့အရာအစာကြီးတယ်ဆိုရစပြီးအဲ့မှာစပြီးတွေ့လာတဲ့အခါမှာအရင်တော့ကိုလိုချင်တဲ့ပုံစံမျိုးမဟုတ်တဲ့အခါမှာစပြီး suffering လို့ခေါ်တဲ့ဒုက္ခဆင်းရဲကြုံတွေ့ရတယ်အဲ့ဒါကတော့နောင်လာမဲ့တစ်လလောက်မှာဖြစ်လိမ့်မယ်အခုတော့နော်ဒီဇနီးမောင်နှံသူ honeymoon တွေပဲထွက်အောင်မှာပျော်ကြအောင်မယ်ရွှင်ကြအောင်မယ်နော်အဲ့ချိန်မှာတော့ကဘာကြီးကအရန်လှပတာယာနေတွေ့သမျှအရာအားလုံးကလှပနေတယ်မြင်သမျှသူတွေအားလုံးကလည်းချစ်စရာကောင်းနေတယ်ဒါပေမဲ့ဒီလာပိုင်းအနှင်းငယ်လေးကြော်လာရင်တော့လာပါပြီနောက်ထပ်လက်စွပ်တကွင်း suffering ဒုက္ခဆင်းရဲခြင်းဆိုတဲ့လက်စွပ်အဲ့နေရာမှာရောက်လာပြီဆိုရင်တော့နောက်ထပ်လက်စွပ်တကွင်းကိုမဖြစ်မနေစွတ်ရပါတော့မယ်အဲ့ဒါကဘာလဲဆိုရင်တယောက်နဲ့တယောက်အပြန်လန်ခံစားချက်တွေနာကျင်မှုတွေကိုပြန်ပြီးsharing လို့ခေါ်တဲ့ဝေမျှခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ချစ်စနီးဖြစ်တဲ့ဆရာမမေရီနဲ့ကျွန်တော်ရဲ့ဂျားထဲမှာနော်ကျွန်တော်တို့ကအများကြီးစကားများရန်ဖြစ်တာမရှိဘူးသို့တော့မင်္ဂလိဆိုတဲ့ຢာကနော်သဘောပေါက်ပါတယ်ခံစားချက်လေးတွေရှိတတ်တယ်အဲ့တော့ကျွန်တော်ကသူ့ကိုမချော့ဘူးစကားတိချာမပြောဘူးဆိုရင် तू ကစကားကျွန်တော်ကိုစကားမပြောတော့ဘူးတဲ့နေလိုက်ပြီဆိုရင်ကျွန်တော်တော်နေရခတ်ပါတယ်ထမင်းစားမယ်ဆိုလည်းပဲကျွန်တော်ရှေ့မှာထမင်းပကံနေဟင်းနေအကုန်လုံးသူပြင်ဆင်ပေးဒါမှစကားတစ်ခုမှမပြောဘူးသူ့ကိုစကားပြောရင်လည်းပဲသူလုံးဝပြန်မပြောဘူးညဘက်အိမ်လည်းဟိုဘက်လှည့်ပြီးအိမ်နေတယ်အရင်တော့ကတော့စပြီးတော့မှပေါင်းဖက်တဲ့ချိန်မှာတော့43ပေါ့ဒါပေမဲ့တဖြည်းဖြည်းနှစ်ကာလကြာတဲ့ခါမှာ34ပြန်ဖြစ်သွားတက်ကြတယ်ကျွန်တော်တို့စနီးမောင်နှံတွေကအဲ့တော့သူနဲ့ကိုယ်နဲ့34ဖြစ်သွားပြီဆိုရင်သူ့ဘက်ကဘာစကားမှမပြောတစ်ရက်လည်းမပြောနှစ်ရက်လည်းမပြောဘူးဆိုရင်ကျွန်တော်ခံစားရတော်ခက်ပြီကျွန်တော်လက်ထဲမှာပတ်စံရှိလဲကျွန်တော်မပြောတော့ဘူးကျွန်တော်အလုပ်ကောင်းကောင်းရထားလဲကျွန်တော်မပြောဘူးဘာကြောင့်လဲကျွန်တော်ချစ်ရတဲ့သူကသူ့ရဲ့ခံစားချက်တွေကိုမဝေမျှတော့ဘဲနဲ့နှုတ်ဆက်သွားပြီဆိုရင်တော့အဲ့ဒီအိမ်တော်ကအင်မတန်ကြောက်စရာကောင်းတဲ့အိမ်တော်ဖြစ်လာဝမ်းနည်းစရာကောင်းတဲ့အိမ်တော်ဖြစ်လာအီးခဲတဲ့အိမ်တော်ဖြစ်လာဒါကြောင့်မလို့ဇနီးမောင်နှံတွေက suffering လို့ခေါ်တဲ့ကိုမကြိုက်တဲ့အရာတွေဒုက္ခဆင်းရဲတွေကြုံလာရင်တူးတဲ့ဖြည့်ရှင်းတာမဟုတ်ဘဲနဲ့တူးတဲ့ကြိတ်ခံစားတာမဟုတ်ဘဲနဲ့နှစ်ယောက်ကအပြန်အလှန်ဝေမျှခြင်းဆိုတဲ့ sharing ဝေမျှခြင်းလက်စွပ်ကိုစွတ်ဖို့ရန်အတွက်အရေးကြီးပါတယ်နောက်ဆုံးလက်စွပ်လေးတစ်ခွင်းကြံနေပါတယ်ဝေမျှခြင်းလက်စွပ်စွတ်ပြီးတဲ့အခါမှာတယောက်တယောက်ခံစားချက်တွေဝင်မျှမယ်တိုးဝက်မထားဘူးကျွန်တော်တို့ရဲ့အသင်းတော်ထဲမှာတချို့မိသားစုတွေရှိတယ်ဇနီးတွေကသူလှုပ်ချင်ရလှုပ်တယ်ခင်မွန်းတယ်လည်းသူလှုပ်ချင်ရလှုပ်တယ်နောက်ဆုံးဇနီးတွေကသူလှုပ်တဲ့အရာကိုမဖုံးနိုင်မဖိနိုင်အောင်ပြဿနာကြီးလာတဲ့ချိန်ကြမှာခင်မွန်းတယ်ကိုငါဒီလိုပြဿနာကြီးကြုံနေရတယ်လို့ပြောလိုက်တဲ့ချိန်မှာအားလုံးအဆင်ပြေနေတယ်လို့ထင်တဲ့ခင်မွန်းတယ်ကဟာဒီလိုငါနောက်ွယ်မှာဒီလိုပြဿနာတွေအများကြီးရှိနေတာလားဆိုပြီးတော့မှ shock ရပြီးတော့တော်ပြီမင်းနဲ့ငါနဲ့မပေါင်းနိုင်တော့ဘူးဆိုတော့ကွဲကွာကုန်ကြတယ်။ဘာကြောင့်လဲဆိုရင်ပြဿနာကဘာလဲဆိုအချင်းချင်းတယောက်တယောက်ဘာလုပ်နေတယ်လဲဘာတွေလုပ်ချင်နေတယ်လဲဘာတွေခံစားနေရတယ်လဲဆိုတော့ sharing မရှိလို့ဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ sharing ဆိုတဲ့လက်စွပ်လေးကိုစွပ်ပြီးသွားရင်တော့နောက်ဆုံးလက်စွပ်တစ်ကွင်းကတော့အချင်းချင်းဝေမျှပြီးရင်တယောက်တယောက်ကြောခိုင်းစွန့်ခွာလိုက်တာမဟုတ်ဘဲနဲ့ forbearing လို့ခေါ်တဲ့ကြုံလာမဲ့ပြဿနာအလုံးအတူတကွလက်တွဲရင်ဆိုင်ကြောဖြတ်ခြင်းဆိုတဲ့လက်စွပ်လေးကိုစွန့်မှတာလင်အောင်မြင်တဲ့မိသားစုဘုန်းတော်ထင်ရှားတဲ့မိသားစုဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဇနီးမောင်နှံကိုပေါင်းဖက်စေတဲ့ခရစ်တော်ကိုအမြဲတမ်းဗဟိုပြုလျက်လက်စွပ်ကူဆိုရင်တော့
engagement ရင်းပြီးသွားပြီဝယ်ရင်းပြီးသွားပြီနောက်ထပ်ဆွရမယ်လက်စွပ်သုံးခွင်းကိုမိနေမှာဆိုတော့ပြန်ပြောမယ်နော် suffering ဆိုတဲ့လက်စွပ်စောင့်နေတယ် sharing ဆိုတဲ့လက်စွပ်လေးဆွရမယ်နောက်ဆုံးမှာ forbearing ခရစ်တော်နဲ့အတူကြံ့ကြံ့ခံပြီးလက်တွဲပြီးကြော်ဖြတ်ဖို့ရန်အတွက်ဆရာအနေနဲ့ဒီနေ့မင်္ဂလာပွဲလေးမှာမင်္ဂလာဩဝါဒနဲ့တူတရားဒီနာဝင်ငါခြင်းပါရောက်ချင်းစတန်ကိုဘုရားရှင်ထူကောင်းကြည့်ပေးပါစေ This is an in on this မိသားစုအတွက်တကယ်ကိုကောင်းကြီးရှိပြီးတော့လာရောက်ပြီးတော့မှကောင်းကြီးပေးလျက်ချီးမြှောက်ပါဝင်ကြတဲ့မိသားစုတယောက်ချင်းစီတိုင်းနဲ့အိမ်တောင်မိသားစုတယောက်ချင်းစီတိုင်းတွေလည်းပဲတကယ်ကိုတန်ဖိုးရှိပြီးတော့မှအသက်ဖြစ်စေမဲ့ကောင်းကြီးမင်္ဂလာနဲ့အတူနှုတ်ကပတ်တော်ကိုဝေမျှပေးသွားတဲ့ The City အသင်းတော်မှာ Senior Pastor ဆရာတက်တဲ့တွေကိုအိမ်တောင်သစ်ဇနီးမောင်နှံကိုစားအထူးပင်ကျေးဇူးတင်ရှိကြောင်းလေးစားစွာနဲ့ဖော်ပြပေးပါရစေတကယ်ကိုဒီကောင်းကြီးမင်္ဂလာတွေအားဖြင့်လည်းပဲနော်ကျွန်တော်တို့ Grace တို့မိသားစုတွေမှာဘုရားရှင်တာရဲ့ကြီးသောအမှုတွေကိုပြုမှဖြစ်တယ်အာမင်တကယ်ကိုကောင်းကြီးခံစားပြီးတော့မှဘုရားရဲ့ဘုန်းကိုတည်ဆောင်မိသားစုဖြစ်မယ်ဆိုတော့ကိုလည်းပဲခင်ယေရှုနာမ၌ယုံကြည်နဲ့ဝန်ခံကြကြတယ်အာမင်ဆိုတော့ဒီချိန်တိုင်းမှာတော့ကျွန်တော်တို့အိမ်တောင်သစ်ဇနီးမောင်နှံရဲ့စတင်ပြီးတော့မှဒီကနေ့ကနေခြေလန်းခြင်းမှာချိုမြင်ခြင်းလှပခြင်းတွေနဲ့အတူတကွခြေလန်းခြင်းဆိုသောအရာပေါ်မှာကောင်းချီးပေးလျက်ပါဝင်ချီးမြှောက်ခြင်းအပြင်ရှေ့ဆက်လှုပ်ဆောင်မယ့်အမှုရာကတော့မင်္ဂလာကိတ်မုံကိုအမတ်တရားလိဖြတ်ခြင်းအပြင်ပါဝင်မဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီချိန်တိုင်းကိုကောင်းချီးပေးခြင်းအပြင်ပါဝင်ပေးနိုင်ပါရန် The City အသင်းတော်မှာ Deacons ဖြစ်တဲ့ကိုဒေးဗစ်နဲ့မက်သစ်စာရိုမိသားစုကိုဖိတ်ခေါ်လိုပါတယ်လက်ခုပ်တီးပြီးတော့မှကြိုဆိုဖိတ်ခေါ်ပေးစီလိုပါတယ်ခင်ဗျာလက်ခုပ်တီးလေးကောင်းချီးပေးကြရအောင်နော်ခေါ်လာလက်ခုပ်တီးပြီးတော့မှကောင်းချီးပေးလျက်ဂုဏ်ပြုပေးပါဦးအတူတကွကိမုန်လေးပြချင်မှာပါဝင်ပြီးတော့မှကောင်းချီးပေးသွားပါတော့ The City အသင်းတော်မှာဒီကန်မိသားစုဖြစ်တဲ့ဦးဒေးဗစ်နဲ့မက်သစ်စာတို့ကိုအိမ်တောင်သစ်ဇနီးမောင်နှံကိုစားအထူးပင်ကျေးဇူးတင်ကြောင်းဖော်ပြပေးလိုပါတယ်ဒီချိန်တိုင်းမှာတော့အိမ်တောင်သစ်ဇနီးမောင်နှံကိုဆက်လက်ပြီးတော့မှအသင်းတော်အနေနဲ့ကောင်းချီးပေးခြင်းအခြေအနေကိုကျွန်တော်တို့ဆက်လက်ပြီးတော့မှပြင်ဆင်လှုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျေးဇူးပြုပြီးတော့မှ The City အသင်းတော်မှာအမှုတော်ဆောင်များနဲ့အတူအကောင်းဆုံးများကိုအိမ်တော်သစ်ဇနီးမောင်နှံအားကောင်းချီးပေးခြင်းအပြင်ပါဝင်ချီးမြှောက်ပေးနိုင်ပါရန်လေးစားစွာနဲ့စင်မြတ်ထက်မှနေရာယူပေးနိုင်ဖို့ဖိတ်ခေါ်ကြိုးဆိုလိုပါတယ်။အဆုံးသက်ကိုတော့အဘကြီးကနေပြီးတော့မှအဆုံးသက်ကောင်းချီးပေးခြင်းအပြင်ဆုတောင်းပေးသွားမှာပဲဖြစ်ပါတယ်။ ဘာတော်ရမြတ်စွာသောဘုရားအိုးဒီသားနဲ့သမီးကိုပေါင်းပတ်စေတာကိုတော့အကြံစီဖြစ်ပါတယ်အကြံစီတော်ထဲမှာကိုတော့အလိုတိုင်းရှောက်လန်းနိုင်သောသားနဲ့သမီးဖြစ်စေတော်မူပါသူတို့ရဲ့ရှေ့အနာကကိုတော့လည်းဝယ်အနံပါတယ်အိုးသားသွားရမယ်လမ်းကိုတော့ပြင်ဆင်မှာသူလုပ်တဲ့လုပ်ငန်းများကိုတော့ကောင်းချီးပေးပါအိုးသူအကြံစီအတွေးခေါ်မှာအိုးရှောလမုန်မင်းကြီးအပေါ်မှာတင်တဲ့ပိုင်းခြားတတ်သောညာထိုးထွင်းတတ်တဲ့သဘောဒီသားအထက်မှာတက်ရောက်စေပါသမီးသည်လည်းဘလို့အခက်ခဲပြဿနာဒုက္ခတွေပဲရောက်အေးသရာကဲ့သို့ဖခင်မျက်မှောက်တော်ကိုအစဉ်တိုးဝင်သောသမီးဖြစ်စေတော်မူပါအိုးကိုတော်၌တလုံးတဝါတွေဖြစ်ခြင်းအိုးတယောက်နဲ့တယောက်ကိုရင်းစာနာမှုနဲ့ဆက်ဆံခြင်းတယောက်နဲ့တယောက်နားလည်မှုနဲ့ဆက်ဆံခြင်းသာမကအိုးကိုရောကိုချစ်တော်မေတ္တာအတိုင်းတယောက်နဲ့တယောက်ကိုနဲ့ဆက်ဆိုင်သောသူကိုကိုနဲ့အမျှချစ်လို့ဆိုတဲ့နှုတ်ကပတ်တော်အတိုင်းထိုချစ်ချင်းမေတ္တာကိုထင်ရှားစေသောသားနဲ့သမီးဖြစ်ပါစေသူတို့ရဲ့ရှေ့အနာဂတ်မှာတွေ့ကြုံရမယ်အိုးနှုတ်ကပတ်တော်အတိုင်းသူတို့ရင်ဆိုင်ရမယ့်အရာတွေအိုးသူတို့ဒုက္ခတွေပြဿနာတွေအားလုံးကိုကိုတော်နဲ့အတူကြော်ဖြတ်နိုင်သောသားနဲ့သမီးဖြစ်စေပါများပြားစွာမွေးဖွားကြလော့လို့ကိုတော်ပြောတဲ့အတိုင်းအိုးသူတို့နှစ်ယောက်ရခြင်းအပြင်ကိုတော်အမွေပေးတဲ့ဆုချတဲ့သားသမီးယေရနာများကိုလည်းရနိုင်မှုယေရှုနာမ၌ကြိုးဆိုတောင်းဆိုပါတယ်ဒီမိသားစုဘဝတစ်ခုလုံးကိုလုံခြုံစလေကွဲကာပါမယ်အကြောင်းကိုတော်လက်တော်တွေကိုအနှံပါတယ်ဒါကြောင့်ကိုတော်ဘုရားထံကလာတဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းချစ်ချင်းမေတ္တာကျမ်းမာခြင်းကြွယ်ဝခြင်းကောင်းစားခြင်းအလုံးစုံသည်ဒီသားနဲ့သမီးသားမကသူတို့နှင့်ဆက်ဆိုင်သောဆွေမျိုးသားချင်းညာအပေါ်မှာအစဉ်သက်ရောက်လျက်ကောင်းကြီးဖြစ်စေပါမယ်အကြောင်းကျေးဇူးတော်ကိုချီးမွမ်းလျက်ခင်ယေရှုနာမ၌ဆုတောင်းကောင်းကြီးပေးကြပါတယ်အာမင်အသင်းတော်ရဲ့ကောင်းချီးကိုအိမ်တော်သစ်ဇနီးမောင်နှံပေါ်မှာကောင်းချီးပေးဆုတောင်းပေးသွားပါတော့ The City အသင်းတော်မှာအမှုတော်ဆောင်ကောင်းဆောင်များကိုအိမ်တော်သစ်ဇနီးမောင်နှံကိုစားအထူးပင်ကျေးဇူးတင်ကြောင်းဖော်ပြပေးလိုပါတယ်ဒီချိန်တိုင်းကတော့အိမ်တော်သစ်ဇနီးမောင်နှံထံကနေပြီးတော့မှအမတ်တရားရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ကျေးဇူးတင်စကားကိုပြန်ပြီးတော့မှကြားမှာပဲဖြစ်ပါတယ်ကြားချင်ပါသလားဆိုတော့လက်ခုပ်တီးပြီးတော့မှအိမ်တော်သစ်ဇနီးမောင်နှံကိုကြိုဆိုဖိတ်ခေါ်ပေးစီလိုပါတယ်ဟိုရှေးဥစွာဘုရားရှင်ကိုကျေးဇူးတင်ပါတယ်ဒီနေ့
ဒီလိုပွဲဖြစ်မြောက်ဖို့ပေါ့နော်ကျွန်တော်တို့တွေသူတို့သမီးဘက်ကိုသွားပြီးတော့မှကျွန်တော်ဆေးဆက်ကြောင်းလမ်းချင်းစီစဉ်လုပ်တယ်ပေါ့နော်အဲ့ချိန်မှာအဲ့ဒီတော့က၄လပိုင်းလေးဖြစ်တယ်ဆိုတော့အပူလိုင်းဖြတ်တဲ့အချိန်ပေါ့နော်အဲ့ချိန်မှာဆိုရင်ကျွန်တော်ဒီအတင်းတော်မှာရှိတဲ့အပားကြီးနဲ့အတီးစောကိုလည်းပင်ပန်းပေးမယ်ပေါ့နော်ကျွန်တော်တို့အတွက်မကြီးမညူပဲနဲ့လိုက်ပြီးတော့မှဒီလူကြီးမိဘအနေနဲ့လိုက်ပြီးတော့မှကျွန်တော်တို့ဆေးဆက်ပေးတဲ့အတွက်အပားကြီးနဲ့အတီးစောကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ဒီမိသားစုတွေကိုလည်းကျေးဇူးတင်ပါတယ်ညီကောင်မမိသားစုတွေကိုလည်းကျေးဇူးတင်တယ်ပြီးရင်ကျွန်တော်ဆေးဆက်ကြောင်းလမ်းချင်းစီစဉ်ကိုလက်ခံပေးတဲ့အမိုးရဲ့မိသားစုကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ဒီအစီအစဉ်ကိုလည်းဒီအစားအသောက်ပိုင်းအတွက်ပေါ့နော်ကျွန်တော်တိုင်ပင်ပြီးတော့လှုပ်ဆောင်နေတဲ့အခါမှာကျွန်တော်ဆိုရင်ဘာမှလည်းမသိဘူးပေါ့နော်အခုမှစပြီးမိမရအောင်ဆိုတော့ဘာလို့သိရောနော်အဲဒါကြောင့်ဘာမှလည်းမသိတဲ့အခါမှာကျွန်တော်တိုင်ပင်စရာဆိုလို့ဒီတင်းတော်မှာရှိတဲ့မမအိုလီဗီယာကိုလည်းကျွန်တော်တိုင်ပင်တဲ့အခါမှာသူကနေပြီးတော့ဥဆောင်လမ်းပြပြီးတော့မှဒီဘယ်လိုလှုပ်ဆောင်ရမယ်ဆိုတော့အကြံပေးသွားတဲ့အမအိုလီဗီယာကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ပြီးတော့ဒီသူတို့သမီးအရန်တွေအတွက်နဲ့သူတို့သားအရန်တွေအတွက်ကိုလည်းတိုင်ပင်တဲ့အခါမှာကျွန်တော်တို့တွေအကုန်ကြားစိတ်လည်းအများကြီးမရှိအောင်ပေါ့နော်အကုန်ကြားစိတ်တတ်တာနဲ့လှပဆုံးဖြစ်အောင်ကူညီပေးတယ်မဟုတ်ပါနဲ့မမေသူပြီးတော့ဒီအစီအစဉ်တွေကိုလည်းပေါ့နော်ဘယ်နေရာဘယ်လိုလှုပ်ဆောင်မယ်ကျွန်တော်တို့ရဲ့ဇုံ2လီတာဖြစ်တဲ့မဲမှုနဲ့တကွာကျွန်တော်ဇုံ201မှာရှိတဲ့ဇုံ201မှာဇုံ2ရဲ့201မှာရှိတဲ့ညီကိုမနမအရောက်ချင်းစီတွေကိုလည်းဒီနေရာနေပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီပွဲကိုပေါ့နော်ကြွားရောက်လာကြတဲ့နှစ်ဖက်မိဘနဲ့ညီကိုမနမတငယ်ချင်းမိတ်ဆွေတွေအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ပြီးတော့ဒီလိုမင်္ဂလာပွဲဖြစ်မြောက်ဖို့အတွက်လည်းကျွန်တော်ပေါ့နော်ဒီမင်္ဂလာပွဲမတိုင်ခင်မှာပေါ့နော်ကျွန်တော်အဆိုင်ဖြစ်လိုက်တယ်ပေါ့နော်ကျေးဇူးကြောင့်ကျွန်တော်ပြန်လေတက်တာလာတဲ့ခါမှာချက်ချင်းကြီးပေါ့နော်ကျွန်တော်မှာသွားလို့လာလို့အဆင်မပြေတဲ့ခါမှာကျွန်တော်ဒီတင်းတော်မှာရှိတဲ့ဆရာမတွေနဲ့ညီကိုမောင်မတွေပြီးတော့ကျွန်တော်ဒီစုံထဲမှာရှိကြတဲ့ပေါ့နော်ကျွန်တော်ကိုပူပူတို့ပေါ့နော်ဒီနေရာနေပဲအထူးပင်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့ကိုသားပေါ့နော်ဒီလိုမင်္ဂလာပွဲအတွက်လာနိုင်အောင်ဖိတ်စာလေးတွေလက်တကမ်းပေါ့နော်ဖိတ်ပေးတဲ့အတွက်ဒီနေရာကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီကိတ်ကိုခွဲပေးသွားတဲ့ဆရာတစ်ပင်းနဲ့ဆရာမကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့ဒီဆူတောင်းကောင်းကြီးပေးသွားတဲ့ဆရာတိုက်တက်ကိုလည်းကျေးဇူးတင်ပါတယ်လက်ထပ်ပေးတဲ့အမိုးကြီးနဲ့ပါကြီးကိုလည်းဒီနေရာနေပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့ဒီကြွားလာကြတဲ့မိသားစုဝင်ရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောကြရင်းနဲ့ဒီကုန်းချုပ်ပါတယ်တကယ်ပါကျမတို့မင်္ဂလာပွဲကဖခင်သားမပါခဲ့ဘူးဆိုရင်တကယ်ကိုအဆင်မပြေတဲ့မင်္ဂလာပွဲဖြစ်တယ်ကျမတို့ရဲ့နှစ်ယောက်ရဲ့ခံစားချက်တွေဟိုဘောနော်ကျမတို့ရှိချင်းမရှိချင်းနေဒီ The City မှာရှိတဲ့မိသားစုဝင်အကြီးပိုင်းတော်တော်များများတည်ထားတာဖြစ်တယ်သူတို့တွေကလည်းအများကြီးကျမတို့ကိုဟို support လုပ်ပေးကြတယ်ဘောနော်သူတို့ပင်အလုံးမအားတဲ့ကြားတဲ့ကွာသူတို့တွေအချိန်ပေးတယ်မမေသူတို့ဆိုရင်ခလေးလေးတွေအတွက်ဒီကောင်းမှဆောင်းတဲ့ဟာတွေဘာတွေဆိုသူတို့ကိုယ်တိုင်ထုတ်ဝယ်ပေးတာဖြစ်တယ်အဲ့လိုမျိုးပေါ့နော်တကယ်ပဲဟိုဖះသားမပါခင်ကျမတို့သူဆိုရင်ဟိုဆေးရုံတက်ရတယ်ဟို3ဘက်အလုံးမှာဆေးရုံတက်ရတယ်ကျမတို့လူတွေကိုဖိတ်ဖို့ဆိုတာတော်တော်အဆင်မပြေဘူး The City မှာက Sunday ပဲကျမတို့ကလူစုံတယ်ဒါပေမဲ့တယောက်ချင်းစီရဲ့အိမ်လိပ်စာတွေကျမတို့မသိဘူးဟို Sunday ရောက်မှသာတယောက်နဲ့တယောက်သာဟိုမိသားရဖွဲ့ပြီးတော့မှဟိုတွေးကြတာဖြစ်တယ်တကယ်တမ်းတယောက်ချင်းစီကိုဖိတ်စာလိုက်ပြီးတအိမ်စင်းတိမ်တက်လိုက်ပေးမယ်ဆိုရင်တော်တော်မလွယ်တဲ့ကိစ္စဖြစ်တယ်ကျမတို့ဒီနှစ်ပတ်အလိုပဲကြံတော့တယ်နှစ်ပတ်ပဲကြံတော့တယ်ပေါ့နော်အဲ့ဒါအတီးစောအတိုင်းပဲအတီးသမီးတို့ဒီနှစ်ပတ်အတွင်းမှာလူတွေကိုမဖိတ်လိုက်နိုင်ဘူးဆိုရင်သမီးတို့မင်္ဂလာပွဲကလူမလာတော့ဘူးပေါ့နော်အန်တီစင်ကလည်းပြောတယ်သမီးအစားအသောက်ဘယ်လောက်ပြင်ဆင်ထားလဲပေါ့နော်သမီးလူအယောက်300လောက်သမီးပွဲမှာရှိစေချင်တယ်ဆိုသမီးအယောက်600ဖိတ်မှလူကလာမှာနော်တာရေးနဲ့နာရေးမတူဘူးသူဆိုအဲ့လိုမျိုးကျမကိုပေါ့နော်ဟိုဘယ်လိုပြောမလဲအသေးစိတ်ကျမကိုသူချပြပြတဲ့ခါမှာအော်သူဆေးရုံတက်နေတဲ့ချိန်မှာကျမစိတ်ထဲမှာကျမတို့ကလူရှိဖျားရှိတေးအောင်ဆရာရှိမိဘရှိမှာလက်ထက်ထိမ်းမြရတာဖြစ်တယ်လေခုံနေရှိမှာလက်ထက်ထိမ်းမြလို့အဆင်မပြေဘူးဆိုတဲ့အခါကျတော့တကယ်ပါဟိုအတီးစောဆရာစင်ပေါ့နော်အဲ့နေ့ကသူတို့ကျမကိုမမြင်ဘူးကျမသူ့ကိုသူတို့နှစ်ယောက်ကိုမြင်တယ်ဟိုဖိတ်စာကြီးကိုင်းပြီးတော့လေအရှိမလေးဟိုကိုနာရှိဟို guest ဟိုမှာ
သူတို့ကင်ပြီးတော့သူတို့ရဲ့သမီးလေးသူတို့ရဲ့ညီမလေးတွေမင်္ဂလာဆောင်ကိုယ်တိုင်လိုက်ဖိတ်နေသလိုမျိုးပဲကျမတို့ဆိုဆန်ဒေးရောက်တိုင်းဆိုကိုကျော်ဝမ်းဆိုရင်ဆရာဝန်ကသူ့ကိုပြန်ချိန်တယ်ဆန်ဒေးဆိုရင်သူ့ကိုရက်ချင်းပြန်သွားတယ်သူကားလည်းချက်ချင်းမမောင်းနိုင်သေးဘူးဖိတ်စာလိုက်ဖိတ်ဖို့တော်တော်အဆင်မပြေဘူးဒါပေမဲ့ဒီနေ့မှလေတကယ်ပဲလေအပြည့်လူအပြည့်မြင်ရတာတကယ်ဝမ်းသာပါတယ်လာပြီးတော့မှလေအချိန်ပေးပြီးဂုံပြုပေးကြတဲ့အတွက်လေတကယ်ကျေးဇူးတင်တယ်တချို့ဆိုရင်ဟိုနေရလာတဲ့လူတွေဆိုည3နာရီတည်းမနက်3နာရီတည်းထလာကြရတာဖြစ်တယ်ပေါ့နော်တကယ်ဆရာစင်ဆိုလဲတကယ်သူအပင်ပန်းခံပြီးညမီတင်နေထိုင်ပြီးကျမတို့တကယ်သူလှုပ်ပေးတယ်ပြင်ဆင်ပေးတယ်ပေါ့နော်နောက်ထပ်ကျေးဇူးတင်ရမယ်ပုံကိုတယောက်ရှိသေးတယ်ဒီလိုကျမဒီဝစ်စုံလေးကိုဒီလိုလှပဝစ်နိုင်ဖို့အတွက်ကျမကို bless လုပ်တဲ့မိသားစုဝင်တယောက်ရှိပါတယ်တူမိသားစုဝင်တူရှိပါတယ်ကိုရီးယား cosmetic wholesale မှာမက်ရင်နေထိုင်တယ်ကိုအောင်တန်လင်းဖြစ်ပါတယ်လက်မြင်နေရပါတယ်ဟိုနော်ကျမဆိုရင်လေကျမဘွားမှာမုတ်ဖိုးဆိုရင်2သိန်း3သိန်းအပြင်တစ်ခါမှမရဘူးဒါပေမဲ့သူတို့ bless လုပ်တဲ့အမောက်ကအရန်များတယ်ကျမတော့အရန်အော်တယ်အိုးကိုရော်ရဲ့ဘလို့လုပ်လိုက်တာလဲပေါ့နော်ကျမဖျားအောင်တာအဲ့လိုပြန်ပြေးကုန်ထုတ်လိုက်တကယ်ပါကျမတို့မင်္ဂလာပွဲကဖျားမပိုင်တကယ်ကိုမတွေးရစရာဖြစ်တယ်တကယ်ဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်အသက်ရှင်တဲ့ဖျားခေါ်ရင်ထူးတဲ့ဖျားအချိန်မီထောက်ပံ့ပေးတဲ့ဖျားလူသမားကိုအချိန်မီထောက်ပံ့ပေးတဲ့ဖျားကိုရဲနာမှာကဘာဆက်ဘုံကြီးပဲမင်္ဂလာရှိပါစေโอเคခုလိုပေါ့နော်ပြောရမယ်ဆိုရင်တော့ကျွန်တော်ခုနစိတ်လှုပ်ရှားပြီးတော့မေ့သွားတယ်အများကြီးပဲပေါ့နော်ဒီပွဲဟိုပေါ့နော် MC လုပ်ပေးတဲ့ဆရာကိုလည်းကျေးဇူးတင်တယ်ပြောဆမ်မိုင်ဦးလည်းအရန်ကျေးဇူးတင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီသူတို့သားအရန်တွေသူတို့သမီးအရန်တွေပန်းကျဲတွေဒီကလေးတွေပေါ့နော်အကုန်လုံးကိုလည်းဒီနေ့ကနေပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်မေ့သွားလို့ပေါ့နော် ဒီပြောသလိုပဲပေါ့နော်တခါမှမင်္ဂလာမဆောင်ဘူးတာလေနော်ဆိုတော့တကယ်ကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့တကယ်ကိုနှလုံးသားထဲမှာစကားတွေအများကြီးရှိတယ်အခြားသောသူကျေးဇူးတင်ခြင်းတဲ့သူတွေလည်းအများကြီးရှိဝင်လို့ခံစားရတယ်ဒါပေမဲ့လို့တကယ်ကိုဒီနေ့မှာတကယ်ကိုချစ်စရာကောင်းတဲ့မိသားစုကိုတကယ်ပို့ဆောင်ပေးခြင်းအရာတွေနဲ့သူတို့နှလုံးသားထဲစီးထွက်လာတဲ့ကျေးဇူးတင်ထုတ်ပြန်ခြင်းအပြင်ကျွန်တော်မိသားစုတယောက်ချင်းစီလည်းပဲဝမ်းမြောက်ခြင်းခံစားလိမ့်မယ်လို့ကျွန်တော်အကျဉ်းမဲ့ယုံကြည်ပါတယ်နောက်တစ်ခါတော့လက်ခုပ်တီးပြီးတော့မှအိမ်တော်သစ်ကိုကောင်းချီးပေးပါဦးနော်ဒီချိန်တိုင်းမှာတော့အိမ်တောင်သစ်ဇနီးမောင်နဲ့ဗိမာန်တော်တွေကနေပြီးတော့မှပြန်လည်ပြီးတော့မှထွက်ချော့မှာဖြစ်တဲ့ကြောင့်မလို့ဧည့်သည်တော်များအားလုံးကကျေးဇူးပြီးတော့မှမိမိရှိတဲ့နေရာကနေပြီးတော့မှပေးဝေထားသောပန်းများကိုကျဲဖြန့်ပြီးတော့မှအတူတကွကောင်းချီးပေးနိုင်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့အားပေးနှိုးဆော်လိုပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့သူတို့ရဲ့ခြေလန်းနဲ့ခြေလန်းချင်းချစ်ခီးလန်းမှာတကယ်ကိုလှပတဲ့ဘန်းတွေကိုကျဲဖြန့်ပြီးတော့မှအတူတကွကောင်းချီးပေးနိုင်ခြင်းအပြင်ပါဝင်တဲ့အရာဟာတကယ်ကိုကောင်းချီးရှိစေတာဖြစ်တဲ့ကြောင့်မလို့ဧည့်သည်တော်များအားလုံးနဲ့အတူမိသားစုများကလည်းပဲလက်ခုပ်တီးပြီးတော့မှအိမ်တောင်သစ်ကိုမတ်တက်ရပြီးတော့မှလက်ခုပ်တီးကောင်းချီးပေးလေပြန်လည်ပြီးတော့မှထောက်ခေါက်မဲ့အချိန်တိုင်းကိုအတူတကွကောင်းချီးပေးကြပါစို့ကျေးဇူးများတင်ပါတယ်ဒီချိန်တိုင်းမှာတော့ဧည့်သည်တော်များအားလုံးတွေမိသားနေ့လည်စာကိုစားသုံးမှုရတဲ့အစားအသောက်ကိုကျေးဇူးတော်ကိုချီးမွမ်းရကောင်းချီးပေးနိုင်ပါရန်ဆရာပီတာကိုယေရှုနာမ၌ဖိတ်ခေါ်ကြိုဆိုလိုပါတယ်ခေကျွန်တော်စားတော့တဲ့ခဏလောက်ကျေးဇူးတော်ချီးမွမ်းစက္ကန့်နဲ့ရအောင်နော်အဖအဖျားကိုကျေးဇူးတင်တယ်ကိုဒီနေ့ရက်ကိုပြင်ဆင်ပေးတော့ကိုနာမတော်ကိုဒါတို့ချီးမွမ်းပါရဒီနေ့ရက်ဒီကိုပြင်ဆင်တော့နေ့ရက်ဖြစ်တယ်ဒါတို့ဝမ်းမြောက်ဝမ်းသာစွာကိုဒီမင်္ဂလာနေ့ရက်ကိုဒါတို့ဖြတ်တန်းကြပါတယ်ကိုနော်ဂရေးစီနဲ့ကြော်ဝမ်းတို့ရဲ့အိမ်တော်အသစ်ဒီနေ့ကနေပြီးတော့စဖို့ရန်အတွက်ပြင်ဆင်တော့ခ
ခီးလန်တစ်ခုချင်းစီတိုင်းကိုကိုရောလက်တော်သို့ဆက်ကပ်အနေ၍ဂျေဇုတော်ချီးမွမ်းသလိုကိုရောရှင်ဘုရားဇနီးမောင်နဲ့အသစ်ဆက်ဆက်ကပြင်ဆင်ထားတဲ့အစားအသောက်တစ်ခုချင်းစီတိုင်းကိုယေရှုနာမနဲ့ကောင်းချီးပေးပါရယ်စားတော့တဲ့ခဏခဏကွာကိုဖြစ်စေပါကိုရောဂျေဇုတော်ချီးမွမ်းစရာကိုဖြစ်စေလျက်ဤမင်္ဂလာဇနီးမောင်နဲ့ရဲ့အသက်တာပေါ်မှာကောင်းချီးမင်္ဂလာတိုးပွားခြင်းရှိပါမည်အကြောင်းလက်တော်သို့ဆက်ကပ်အနေ၍ဆုတောင်းလျက်စားတော့ကြပါ၏အာမင် အာရပါရအိမ်တော်သစ်မိသားစုကတခင်အခန့်သောနေ့လည်စာကိုမိသားပါလဲစားသုံးနိုင်ပါပြီခင်ဗျာ I've heard there was
a secret chord that David played, and it pleased the Lord. But you don't really care for music, do you? It goes like this: the fourth, the fifth, the minor fall, and the major lift, the bar for king, composing hallelujah, 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 hallelujah. You say I took the name in vain. I don't even know the name. But if I did well, really, was it to you? There's a blaze of light in every word. It doesn't matter what you heard, the holy or the broken. Hallelujah, 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 hallelujah. I did my best, it wasn't much. I couldn't feel, so I tried to touch. I told the truth, I didn't come to fool you. And even though it all went wrong, I stand before the Lord of Song with nothing in my time but hallelujah, hallelujah, Siama Susanna မြည်ဆိုထားတယ်ကိုတော်ရဲ့ကောင်းမြတ်တယ်လို့အမည်ရပါတယ်ရှိခဲ့ပါတယ်ခင်မညညရဘူးဖိမဆွေထူခဲ့ငိုယိုညီတွားခြင်းရှိခဲ့တော့လေသခင်ဆုံးပြမထားဘူးအနာမဖို့ပြုခဲ့ဒီချိန်ဝမ်းတွေဖြတ်သန်းနေစဉ်သခင်ကိုမျှော်ကြည့်တဲ့အောင်ပြန်ပြီးတဲ့ Don't take bodo na yasama the kiyala me maza chino down me bodo ye kam ye te pian ni chi lai dai wa ma bodo jisu pyu ge amera na ga Jesus today, Guru Ganya Pare. It's to never to know to be seen. I can't just see all that. ရှိခဲ့တောင်းဝင်လုံး
ဒီတိုင်းဝမ်းတွေဖြတ်သန်းနေစအခင်းကိုမျိုးကြည့်တဲ့အောင်ပင်ပေးတယ်တောင်ထိပ်ပေါ်သို့ငါရောက်စမှာအခင်းရဲ့လည်းနဲ့မစားခြင်းနဲ့တောင်မဲကိုတော့ရကောင်းခြင်းပြန်ချီလိုက်တဲ့ဝမ်းမှာကိုတော့ချီစီပြည့်မြေရာအနာဂတ်ခီလာမအမတိကျုံးနေချီစုနေကိုတော့ကောင်းရပါတယ်စာကြည့်နေတပည့်ချင်းစီလာခေချေအဲ့ဒီချင်နိုးချင်ဒီပေကိုနေရာအခင်းကြည့်ရမယ့်အရာများဆုံးကိုမရှိဘူးပြန်ကြည့်လိုက်တိုင်းပြန်ကြည့်စရာတွေပဲကိုတော့ရကောင်းမြတ်တယ်ပြန်လေးကြည့်လိုက်တိုင်းဘဝမှာကိုတော့ချီးစုပြုခဲ့အမြဲတမ်းအနာဂတ်ခီလာမအမသေးပြုမယ်ချီးစုတင်နေကိုတော့ကောင်းမြတ်ပါတယ်ဒီနေ့မှာကြောက်တယ်မင်္ဂလာနေ့မြတ်မှာရှိတဲ့ဘုရားနဲ့ဘုရားသမီးတို့အတူတဲလာတဲ့အပရိသတ်ရောက်ဆိုင်ပေါ်ကိုဖတ်